အားလုံးဝင်မင်္ဂလာပါနော်ကျမတို့ရဲ့ YouTube channel လေးကနေပြီးတော့မှပြန်နေကြဆိုလိုက်ပါတယ်ဒီကနေ့ကဏ္ဍလေးကိုတော့ကျမတို့ကနာမည်ကြီး novel ဆိုတီထွင်ခဲ့တဲ့ Effort Noble ပေါ့နော်သူရဲ့အကြောင်းလေးကိုကျမတို့ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်အတန်ထွက်ကတော့ကျမတို့က Effort Noble လို့ပဲထွက်တယ်ပေါ့နော်အင်္ဂလိပ်အတန်ထွက်နေတယ်လေးကွဲပြားခြားနားမှုတော့ရှိရင်လည်းရှိနိုင်ပါတယ်နော်နာမည်ကြီး novel စုကိုဘယ်သူတည်ထောင်လဲဆိုတာကိုအားလုံးစဉ်းစားခဲ့ဘူးသားလားဒီနေ့မှာတော့လူဖွဲ့စည်းအတွက်ထောက်ကူဖြစ်တဲ့ဂုဏ်ယူစရာ Noble စုတွေအကြောင်းကိုပြောပြချင်တာတော့မဟုတ်ဘူးဒါပေမဲ့ဒီစုတွေကိုစတင်ဖန်တီးခဲ့တဲ့လူတဦး Effort Noble ရဲ့အကြောင်းကိုတစိမ့်တရေတာအကြောင်းကိုလေ့လာရမှာဖြစ်ပါတယ် Effort Noble ဟာ inventor တယောက်လို့လည်းသိရပါတယ် Effort Noble ဟာဆိုရင်ပညာရေးကိုစိတ်ဝင်စားစွာလေ့လာခဲ့ပြီးတော့ရုရှားပြင်သစ်အင်္ဂလန်နဲ့အမေရိကတို့မှာလည်းပညာထမှန်သင်ကြားခဲ့ပါတယ်အထူးသဖြင့်ဘာသာစကား၅မျိုးကိုလည်းပြောနိုင်ပါတယ်ရှင် Effort Noble ကပောက်ကွဲမှုတံငွေများကိုစမ်းသပ်နေစဉ် Dynamite ဆိုတဲ့ပထမဦးဆုံးသောအနေနဲ့နဲတဲ့ပောက်ကွဲမှုတပ်ပစ္စည်းကို1868ခုနှစ်မှာတီထွင်နိုင်ခဲ့ပါတယ်ဒီ Dynamite ဟာဆိုလို့ရှိရင်တောင်တွင်းလုပ်ငန်းတွေစောက်လို့ရေးတွေမှာအသုံးများလာပြီးအခါမှာတဦးချင်းစီအနေနဲ့ချမ်းသာစေခဲ့တော်လဲပဲတချို့ကတော့သူ့ကိုတေးစင်းတရားကိုရောင်းချတဲ့သူဆိုပြီးတော့ခေါ်ခဲ့ပါသေးတယ်အဲ့ဒီ trailer မှုကိုသူကတော့သဘောမတူခဲ့ပါဘူး1888ခုနှစ်မှာ Effort Noble ရဲ့မွေးချင်းတူတေဆုံးတယ်လို့သတင်းထွက်လာပါတယ်အမှန်တကယ်လေးသူတေဆုံးခဲ့ပါတယ်သတင်းစာတစ်စောင်ကတော့တေချင်းကိုရောင်းချသူတေဆုံးပြီဆိုတဲ့ခေါင်းစဉ်နဲ့ Effort Noble ကိုတုံ့နှုတ်စေခဲ့ပါတော့တယ်အဲ့ဒီကစားပြီးတော့သူ့နာမည်ဟာလူတွေအတွက်ကောင်းကျိုးရှိဖို့ကိုသူကစံနာရှိတာတော့တယ်အဲအားကြောင့်မို့လို့သူ့ရဲ့ဓာတ်မုံမြင့်ပစ္စည်းတွေစွမ်းအင်နဲ့ကျွမ်းကျင်မှုတွေကိုရရှိခဲ့တဲ့ငွေကြေးအားလုံးကိုအသုံးချပြီးတော့ Noble Foundation ကိုသူတည်ထောင်ခဲ့ပါတော့တယ်1900ခုနှစ်မှာဆိုရင်ပထမဦးဆုံး Noble ဆုကိုချီးမြှင့်ခဲ့ပြီးတော့ Effort Noble ဟာနာမည်ကြီးနိုင်တဲ့နီလာတစ်ခုဖြစ်လာခဲ့ပါတော့တယ်ဒီဆုတွေကိုတဘာဝပေတာယူပပေတာစီးပွားရေးစိတ်ပညာငင်းချမ်းရေးနဲ့စားပေရေးအတွက်ချီးမြှင့်ခဲ့ပါတယ်။ Effort Noble ရဲ့စကားလုံးတွေထဲကလူသားတွေအတွက်ကောင်းဆုံးကိုလုပ်ရန်ဆိုတာကတော့အမြဲတမ်းမှန်ကန်လှပါတယ်။ဟုတ်ကဲ့ပါရှင်။ယနေ့တင်ဆက်ပေးခဲ့တာကတော့မောင်လေးညီမလေးတွေဦးတော်ကိုမမရီနဲ့မိသားစုအားလုံးကိုဘဟုတ္တရရှိစေဖို့အတွက် Noble ဆုကိုတည်ထွင်ခဲ့တဲ့ Effort Noble ရဲ့အကြောင်းလေးတစ်စိတ်တည်းသားလေးဖြစ်ပါတယ်ရှင်။ဒီ Effort Noble နဲ့ပတ်သက်ပြီးတော့ဆက်လက်ပြီးတော့ရှာဖွေတင်ဆက်မှုများကိုလည်းပြုလုပ်ပေးမှာဖြစ်ပါတယ်အခုကတော့ဗီဒီယိုဒါရှည်သွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီလောက်နဲ့ပဲရက်လိုက်ပါရစေအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ဆုံးမှာတော့အားလုံးကိုထပ်ပြီးတော့ဖန်တီးနိုင်ဖို့အတွက်ဗီဒီယိုလေးတစ်ခုနဲ့ပဲမိတ်ဆက်ပေးခြင်းပါတော့ရှင်ဒီကျမတို့ရဲ့ YouTube channel မှာယူသုံးထားတဲ့ Google Source တွေအားလုံးကိုလည်း credit ပေးပါရရှင်ကျေးဇူးတင်ပါတယ် Then something caught my attention. The fluid was slowly soaking into the fine powdered white clay that had been used to pack the flask. Perhaps here was the missing link. And now I could turn power greater than the thunderbolt into the hands of man. So the name for it I took from the Greek word for power. I called it dynamite. Eureka! I have found it! The world is mine! And I was right. Everywhere, markets awaited my new explosive. Industry, blasting railway tunnels through ancient mountains.